အားလုံးပဲမင်္ဂလာဗျာစကားတီ YouTube channel ရလေးပြန်လဲကြိုဆိုလိုက်ပါဗျာဒီနေ့ကျွန်တော်တို့ဒီအုပ်စု A ပေါ့နော်အုပ်စု A ပွဲစဉ်တွေကမှာကျွန်တော်ဒီ Porto နဲ့ ARL ပွဲစဉ်ပြီး Inter Miami နဲ့ Pamia ပေါ့နော်ဒီနှစ်ပွဲလုံးကိုကျွန်တော်သုံးသပ်ချက်လေးနဲ့တင်ဆက်ပေးသွားပါမယ်ဗျာကဲဒီအားလုံးမင်္ဂလာပါဒါတော့နောက်ပြီးတွေ့ပါနော် Group A သွားမယ်ဗျာ Group A မှာဆိုရင်တော့ကျွန်တော်တို့ဒီရမှတ်တွေကျွန်တော်ရင်ပြောမယ်နော် table စီကရင်ပြောမယ်ကျွန်တော် Group A မှာဆိုရင်တော့ပါမီယက်က4မှတ် Inter Miami က4မှတ်ပေါ့နော် Porto က1မှတ်ကျွန်တော် ARL က1မှတ်ပေါ့နော်ရမှတ်အနေနဲ့ပြောမယ်ဆိုရင်တော့အခြေအနေကောင်းတာပေါ့နော်နောက်ဆင်းတဲ့အခြေအနေကောင်းတာပါမီယက်နဲ့ Inter Miami ပေါ့နော်4မှတ်ရထားတယ်ဒီပွဲကိုတေးကပ်ဝိုင်5မှတ်ပေါ့နော် Porto ကဒီနေ့ပွဲမှာနိုင်သွားခဲ့ရင်တော့ ARL ကိုနိုင်သွားခဲ့ရင်တော့4မှတ်ပဲရမှာပေါ့ဒါကြောင့် Inter Miami နဲ့ပါမီယက်ပွဲရဲ့ဂိုးပေါင်းစီရမ်းပြော့ပါနော်ကျွန်တော်စတီကြီးကနှလုံးတည်တဲ့ပါနော်ကျွန်တော်ခုလက်ရှိကြေးပြောင်းမှာဆိုရင်နည်းနည်းလေးပဲတက်ပါလေနှလုံးမိုင်းနဲ့20ပေါ့နော်ကြာရင်တော့ဆိုရင်ဒီပွဲစဉ်တွေကကျွန်တော်မနေ့8ခွဲပေါ့နော်နှစ်ပွဲလုံးအတူတူကန်တာပါအုပ်စု group နောက်ဆုံးပွဲစဉ်ဆိုတော့အချိန်တူတူပဲကန်ပါနော်ကျွန်တော်ဒီနေ့ဆိုရင်နှစ်ပွဲပေါ့နော်ဒီနှစ်ပွဲတရားမှာကျွန်တော်ရင်းဆုံးပါပေါ့နော်ပါမီယက်နဲ့ Inter Miami ပွဲကိုကျွန်တော်သုံးလက်ချက်နဲ့တက်ဆက်ပေးပါမယ်နော်ပါမီယက်နဲ့ Inter Miami ကျွန်တော်စတီကြီးပေါ့နော်စတီကြီးကကျွန်တော်ဒီပါမီယက်ဘက်ကပဲဖွင့်ပါပေါ့နော်ပါမီယက်ကတေး80ဂိုးပေါင်းဈေးကကျွန်တော်နှလုံးတေးဖွင့်ထားတယ်ပေါ့နော်ခုလက်ရှိဈေးမှာဆိုရင်တော့ပါမီယက်ဘက်ကကျွန်တော်ပေါ်လီဈေးမကြပါဘူးနော်တေး80ပဲကျွန်တော်ဒီဂိုးပေါင်းဈေးလေးလည်းနည်းနည်းတော့တက်တယ်နှလုံးမိုင်းနဲ့20ပေါ့နော်ဒီဘွဲကကျွန်တော်ပြောသလိုပဲတယောက်ကိုတမတ်စီခွဲယူသွားရင်နှစ်သင်းလုံးတဲ့အခြေအနေကောင်းတယ်အကေပေါ်တိုနိုင်ခဲ့ရင်တော့ပြောမယ်ဆိုဗျာပေါ်တိုရ ARL ကိုနိုင်ခဲ့ရင်တော့ဒီဘွဲကပါမီယက်နဲ့ Inter Miami တယောက်တမတ်စီခွဲယူသွားမယ်ဆိုရင်လုံးဝပြောမယ်ဆိုဗျာကျွန်တော်တယောက်9မှတ်နဲ့နောက်တစ်ဆင့်ကနှစ်သင်းလုံးတက်သွားမယ်ပေါ်တိုကြံခဲ့မယ်ဒါကြောင့်သူမနိုင်ကိုမနိုင်ကံမဲ့ပွဲစဉ်မျိုးဘာလို့ဆိုတော့ခံစစ်အတာပေးပဲကစားမှာပြောမယ်ဆိုဗျာတယောက်ရဲ့မားကွက်ကိုတယောက်ပြန်ချောင်းလို့ပဲဆော့မှာဒါကြောင့်ဒီပွဲရဲ့ဂိုးပေါင်းတွေကတိတိတတာကိုပျော့တယ်ဗျာနှလုံးတေးပေါ့နော်ကိုနှလုံး20ရောကန်ကန်နီးဆိုပြောအောင်ပါဘာလို့ဒီပွဲကိုပြောမယ်ဆိုရင်ညာဟို draw ပဲကြိုက်ကြတာ ZZ11 ဒါပဲတေးပဲသွားမယ်ဆိုတဲ့ပုံစံမျိုးဖွင့်တာပါဘာလို့သူတို့နှစ်ယောက်ကကျွန်တော်ပထမပြောကြလို့တယောက်တစ်မှတ်စီရရင်တော့ပြီးပြီနောက်တစ်ဆင့်တွေလုံးဝတေးကြတယ်ဒါကြောင့်ဒီလုံးဝတေးကံမှုများတယ်ဂိုးပေါင်းကြီးပျော့တယ်ဒါပေမဲ့ကျွန်တော် body ရဆိုရင်ပါမီယက်နဲ့ Inter Miami ပဲနေမယ်ဘာလို့ဒီဘက် draw ပဲသွားမှာ Inter Miami ဘက်ကလည်းလုံးဝကိုတိုက်စစ်ဆင်ပြီးကစားမှာမဟုတ်ဘူးပါမီယက်ကလည်းကျွန်တော်ပြောသလိုတိုက်စစ်ဆင်မှာမဟုတ်တယောက်ချီတယောက်ကိုစမ်းလို့ပဲကန်မှာဒီပွဲစဉ်ကဘာကြောင့်ဆိုတော့ကျွန်တော်ပြောသလိုဂိုးပေါင်းသေးမကြိုက်ဘူးဂိုးပေါင်းသေးနှလုံးတေးရ draw သွားပုံများတယ်ဒါကြောင့်ပါမီယက်နဲ့ Inter Miami ပွဲဆိုရင် Inter Miami ပဲနေမယ်ကျွန်တော်ဘာလို့ဒီပွဲတေးကြိုက်ရတဲ့ Inter Miami body ကလုံးဝစစ်ဖြစ်လောက်တယ်အကေးထက်ရင်းနေတဲ့ညီကိုတွေကတော့ဂိုးအောင်ထက်ချန်ချလို့ရကျွန်တော်ကိုနှလုံးတေးရတော့ဂိုးအောင်နေတယ်ဘာလို့နေပလိုက်မှာဘာလို့ဆိုတော့ဒီပွဲက draw လောက်ပဲသွားမယ်အဲ့လိုမျိုးပေါ့နော်ဒါကြောင့်တယောက်အမောင်းတယောက်မခံတယောက်တမတ်စီခွဲယူသွားနိုင်ဖို့များတဲ့အတွက်ကျွန်တော် Inter Miami body ကိုရွေးချယ်ပေးတာပဲပေါ့နော်ပြီးနောက်တစ်ပွဲသွားမယ်နောက်တစ်ပွဲကကျွန်တော်တို့ဒီ Porto နဲ့ ARL ကျွန်တော်ပြောသလို Porto ကတော့ARL တင်းကိုလုံးဝအနိုင်တော့ကန်ရမယ်ကျွန်တော်စတီကြီးရင်သွားမယ်ဗျစတီကြီးကကျွန်တော်တို့ Porto ဘက်ကတလုံးပလက်တလုံးစတီကြီးကတလုံးပလက်80ပေါ့နော်ကိုပေါင်းသေး3လုံးပလက်50ဖွင့်ထားတယ်ခုလက်ရှိကြီးပြောင်းမှာဆိုရင်တော့ကျွန်တော် Porto က1ပလက်50ပဲကြီးနည်းနည်းလေးဟိုတက်လာတယ်လို့ပြောလို့ရပါနော်50ကန်ကန်နီးလောက်ကြောင်းတစ်တေလောက်သွားရင်သွားနိုင်တယ်ပေါ့နော်ပြီးတော့ဂိုးပေါင်းသေး3လုံးတေတက်လာတယ်3လုံးပလက်50နဲ့3လုံးတေဒီဘွဲကတီးရဆိုရင်ကျွန်တော်ပေါ်တိုဂိုးပြတ်ဖို့များတယ်ဟိုပေါ်တိုဘက်ကလည်းကိုရနိုင်တယ်ARLဘက်ကလည်းကိုရနိုင်တယ်3လုံးတေရနည်းနည်းတော့ပြင်းတယ်ပေါ့နော်ဒီဘွဲထဲမှာပြီးတော့ပေါ်တိုကဒီကျွန်တော်တို့ဒီရင်ကပေါ်တိုနဲ့တော့တိတ်တော့ကွာသွားပြီဗျဟိုကျွန်တော်တို့ဒီပေါ်တိုရဲ့ကစားပုံအားတွေကတော်တော်လေးကိုမမိုင်းဟိုကျွန်တော်တို့ဒီInter Miami ကိုရှုံးသွားတဲ့ပွဲစဉ်မှာဆိုရင်လူတို့နေတီးလိုက်မယ်ပေါ်တိုတော်တော်လေးကိုညံ့ဟိုကစားပုံကကျွန်တော်ဟိုတကယ်အတင်းကြီးဟိုရင်ကကျွန်တော်ချန်ပီယံလိပါဆိုရင်အရင်ပေါ်တိုလို့ပါပါတယ်လေအမေအတင်းကြီးတွေကြီးရတဲ့ခြေစမ်းမျိုးလည်းမရှိတော့ပေါ်တိုကအဲ့လိုမျိုးပေါ့ဗျာဘာကြောင့်ဟိုInter Miamiဆိုရှုံးသွားတယ်ကျွန်တော်ပြောသလိုရှုံးသွားတဲ့ပွဲစဉ်တော့လည်းတော်တော်လေးပေါ်တိုအရင်မလုံနိုင်ဘူးပေါ့နော်ဒါကြောင့်ဒီနေ့ ARL ပွဲတော့ပေါ်တိုကတော့နိုင်ကန်နေမယ်သူကပါဆို၄မှတ်ရအောင်တော့ယူထားလိမ့်မယ် ARL ကိုဟိုအနိုင်တော့ကန်အောင်မယ်ရမှတ်၄မှတ်ယူထားတယ်ဘာလို့ကျွန်တော်ကဒီပွဲနိုင်သွားရင်ကျွန်တော်တို့ဒီ ARL ဟိုကျွန်တော်တို့ဒီပါမီယက်နဲ့ Inter Miami မှာအဆုံးဖြတ်ကိုပဲကြည့်ရမှာကေတေကြခဲ့ရင်တော့သူ့အနေနဲ့ကနောက်တစ်ဆင့်ပြုတ်သွားမယ်နော်ကေတေမကြဘဲနဲ့တစ်ဖက်တစ်တင်ရကြရင်၄မှတ်နဲ့ကိုဝချာနဲ့ဆိုရင်ပြောမှဆိုရင်ဟိုပါပေါ်တိုကလောကတွင်ကိုများအောင်ကစားဖို့များတယ်ဘာလို့ကိုပေါင်းသေးလဲကျွန်တော်3တေရဂိုးပေါ်တော့သွားနိုင်တယ်ပေါ့နော်ပေါ်တိုပွဲကပေါ်တိုကူ1+50ကြီးကတော့ပေါ်တိုပဲနေရမှာဘာလို့ဟိုARLကတော့ကျွန်တော်တို့ပြောသလိုမျောလင်းချက်တော့အရင်မရှိဘူးဟိုသူ့နေပေါ်တိုလည်း
ပေါ်တိုနဲ့ ALE ရှင်တော့ဒီအုပ်စုထဲမှာပေါ်တိုကနည်းနည်းလေးတော့တာမယ် ALE တက်ဆိုင်ပေါ့နော်ဒါကြောင့်ပေါ်တိုနဲ့ ALE ပွဲမှာဆိုပေါ်တို9တော့ကန်သွားမယ်ဗျတစ်လုံးနှလုံးလောက်တော့သွားမယ်တယ်2စီးလောက်တော့သွားလိမ့်မယ်ဒါကြောင့်ကျွန်တော်ပေါ်တိုနဲ့ ALE ပွဲမှာဆိုပေါ်တို body တော့ကြိုက်တယ်ပေါ့နော်ဟိုပါမီယာနဲ့ Inter Miami နေပါမယ်အောက်ကြီးနေမယ်ပေါ်တိုပွဲတော့ကျွန်တော်အပေါ်ကြီးနေလိုက်ပေါ်တိုလီမတ်တော့ယူပြီးတော့သူဟိုဒီပါမီယာနဲ့ Inter Miami ရဲ့ preset ကိုပဲစောက်ပုံများတယ်ပေါ့နော်ဒါကြောင့်လီမတ်တော့ပိုင်းယူသွားလိမ့်မယ်ပေါ်တို body နဲ့ Inter Miami body ပေါ့နော်ဒါ group A ပေါ့နော်အားပေးညီကူအားလုံးကျေးဇူးတင်ပါတယ်နော်ကျွန်တော်ရဲ့ Soccer YouTube channel ကို like and subscribe လေးနဲ့အားပေးပါဦးကျွန်တော်မနေ့ကကျွန်တော်ပထမဗီဒီယိုမှာပြောရနော်ကျွန်တော်မောင်ကက်တွေလိုချင်ပောက်ပါတယ်နော်ကျွန်တော် Telegram channel လေးကို comment လေးမှာခြာထားပေးပါတယ်အဲ့ channel လေးကိုလုံးဝ join ထားပါနော်ကျွန်တော်မနေ့ကဆိုလေးသိန်းမောင်ကက်အလုံးအပြည့်အောင်ထားပါနော်ကျွန်တော်တို့ဒီတပွဲကောင်းနေလဲကျွန်တော်အများနဲ့တင်ပေးတယ်ပြီးကျွန်တော်ကိုယ်တိုင် like ကစားတဲ့ like bet တွေပေါ့နော်ဒါရိုက်ကစားတဲ့ like bet တွေလည်းကျွန်တော်တပွဲချင်းကျွန်တော်ကြိုက်တဲ့ပွဲတွေ့ရနဲ့တန်းတင်ပေးပေါ့နော်ဒါကြောင့် channel လေးကို join ထားပါလုံးဝမမှားပါဘူးပြီးရင်ကျွန်တော်ဒီမှာအကောက်ဖွင့်ဝင်တင်ကစားညီကိုတို့ကျွန်တော် BMI မှာပါနော် BMI မှာဆိုရင်မနေ့က3ပွဲ2ပွဲအောင်တစ်ပွဲရှုံးပါနော် BMI မှာတစ်ကိုကျွန်တော်တရားဒီလုံးစာပေးနေပါနော်ဒါကြောင့်ကျွန်တော်ရဲ့ဒီ Viber Telegram လို့ဆက်သွယ်ပြီးအကောက်ဖွင့်ကစားလို့ရပါတယ်ငွေကြေးကတော့ကျွန်တော်ကိုယ်တိုင်အာမခံပေးပါတယ်နော်ဒါတော့ကျွန်တော် sponsor ပေးထားတဲ့ UFA ပတ်ပါနော်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကပဲနှုတ်ဆက်ပါတယ်မနေ့ဖန်ကျွန်တော်ပြန်တွေ့ပြီဗျာဒီနေ့အုပ်စုနောက်ဆုံးအဆင့်မှာဘယ်သင်းတွေတက်ပြီးတော့ဘယ်သင်းတွေကြံခဲ့မလဲပေါ့နော်စိတ်ဝင်စားပွဲကောင်းတယ်ညီကိုတွေလည်းစောင့်ကြည့်နေတူတူအားပေးကြပါပေါ့နော်အားလုံးဒီနေ့ကပဲနှုတ်ဆက်လိုက်ပါဗျာ